ဖျားနဲ့တွေ့တယ်ဆိုတာကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်တယ်အခုဘုန်းကြီးတို့တွေအခုတရားနာနေကြတဲ့တရားနာပရိသတ်တွေဟာတစ်ချိန်တစ်ခါတော့ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကုသိုလ်နဲ့အလှမ်းဝေးတဲ့ပုဂ္ဂိုလ်ဆိုရင်တရားပွဲနာတောင်လာမှာမဟုတ်ဘူးဒါသိကြတယ်နော်တရားနာဖို့စိတ်ကူးတောင်ရမှာမဟုတ်ဘူးစတိတ်ရှိုးတို့ဘာတို့ပဲသွားကြမှာအဲ့ဒါလို့ဝါဒနာကိုမပါဘူးအဲ့ဒါလို့ခုလိုဝါဒနာပါဖို့ဆိုတဲ့ဒီနှလုံးသွင်းအစ္ဆတရားရရှိလာတာအတိတ်ဘဝနဲ့ဆက်သွယ်လာတယ်လို့ဆိုတယ်ပြီးတော့တရားကိုနာယူနိုင်တဲ့အသိပညာရှိဖို့ဆိုတာလေတာမန်နဲ့မရဘူးတရားပွဲမှာလည်းပဲရည်ကြရီပြောပြီးတော့တသောသောရည်ရမှကျင့်တဲ့တရားမျိုးပဲသွားမှာပဲနော်အခုလိုတရား6ဆိုတာဘယ်သူမှမနာတရား6ဆိုတာအာယုဆိုင်ပြီးတော့နားထောင်ရတယ်နားလဲအောင်နားထောင်ရတယ်ရည်ကြလည်းမပါဘူးမောစရာလည်းမပါဘူးပုံဝတ္ထုလည်းမပါနော်ပုံဝတ္ထုလည်းအမှန်တမ်းနေပြီးသဘာဝတရားတွေကိုပဲပြောတာဆိုတဲ့တရားပွဲကြတော့ရှေးကတရား6လို့ခေါ်တယ်နော်အဲ့တော့မြန်မာပြည်မှာလည်းရှေးကတရားတွေဟောကြတယ်